မေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍာမှာပင်ကိုယ်ကရှိနေပေမဲ့လို့လေ့ကျင့်ပေးမှအစွမ်းထက်မယ်မလေ့ကျင့်ရင်အစွမ်းမထက်ဘူးအဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့်စိတ်တစ်ခုကိုထက်မြက်လာအောင်လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လုပ်ရကြောက်နဲ့သွေးရတယ်ကြောက်ပေါ်တင်ပြီးတော့သွေးမှဓာတ်ထက်တယ်ထို့တူပဲဒီမေတ္တာစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလာအောင်ဘာနဲ့လုပ်ရအာယုန်နဲ့လုပ်ပေးရမယ်အာယုန်ပေါ်တင်ပြီးတော့လေ့ကျင့်ရမေတ္တာလေ့ကျင့်ခန်းကိုဘုန်းကြီးတို့ဝိသုဒ္ဓိမေကျမ်းကြီးမှာရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်မေတ္တာကိုလေ့ကျင့်ခန်းလုပ်တဲ့အနည်းတစ်ခုနာမကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗိတ္တအဝိရာဟောတုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကိုလုပ်အောင်မှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုန်နဲ့လေ့ကျင့်အာယုန်ဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေ့ကျင့်ရမယ်တည်သွားတဲ့လူနဲ့မလေ့ကျင့်လို့မရဘူးဒီဘဝမှာလက်ရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေ့ကျင့်ရမယ်ကောင်းပြီလေ့ကျင့်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်စေပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထဲမှာတည်တဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးတည်သွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေ့ကျင့်ပြီးတော့တို့ယူခြင်းတယ်ဆိုလို့ရှိရင်တည်တဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို3မျိုးလောက်ခွဲလိုက်3မျိုးလောက်ခွဲလိုက်တဦးကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတဦးဟိုတဦးကခင်လည်းမခင်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နောက်တဦးကမုန်းတဲ့ကိုရန်သူဟော3မျိုးခွဲလိုက်ပုဂ္ဂိုလ်3စားရှိလူတိုင်းဟာဒီလို3စားရှိနေမှာပဲအများအားဖြင့်ဒါရေပုံရအဖြစ်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြိုးတော့မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ခင်လည်းမခင်မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်ဘာဖြစ်လို့လဲဆိုသူ့ပေါ်မှာခင်မခင်တာကိုအဲ့တော့သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ရန်သူကိုရွေးမလားဆိုဟာရန်သူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ရန်သူကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကစအဲ့ဒီပုဂ္ဂိုလ်ရွေးဒီရွေးတဲ့နေရာမှာလည်းပဲနောက်တစ်ခုတတိထားစရာလိန်တူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူးဆိုလိုတာကမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဒီအမျိုးသားဆိုရင်အမျိုးသားတန်ငယ်ချင်းတွေကရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကရွေးအမျိုးသားကအမျိုးသမီးကိုသွားရွေးမယ်အမျိုးသမီးကအမျိုးသားကိုသွားရွေးမယ်အမျိုးသားကအမျိုးသမီးကိုရွေးမယ်လိမ့်မတူတာကိုသွားရွေးလို့ရှိရင်မေတ္တာဖြစ်မဲ့အစားတဏှာရာဂတွေဖြစ်တာတတ်တယ်အန္တရာယ်ရှိတယ်ဒါကြောင့်အဲ့ဒါလို့မရွေးရဘူးအမျိုးသားဆိုရင်အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးတဲ့အဲ့ဒါလို့ရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမေတ္တာစိတ်ကိုလေ့ကျင့်ပေးရ
အဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်အစပထမဘာလုပ်ဖို့လိုလဲနှိုင်းရှင်မှုဟာအမှန်တမ်းအရေးကြီးမြန်မာလူပြောရင်ဗမာလူမျိုးတွေပြောတဲ့စကားကိုချင်းစာတရားဆိုတာမရှိဘူးလားရှိတယ်ကိုချင်းစာတရားထားတတ်ဖို့အတွက်ကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုမေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောချင်တာလားသို့မဟုတ်ကျမ်းမာပါစေလို့ပြောချင်တာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောချင်တာလားတစ်ခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောချမ်းသာပါစေလို့ပြောအရာခတ်သိမ်းတာအဆင်ပြေပါစေလို့ပြောအောင်မြင်ကြီးပွားပါစေလို့ပြောဘာနဲ့ပြောပေါ့အဲ့ဒီအတွေးလေးကိုထိုပုဂ္ဂိုလ်ပေါ်မှာပြောရမယ်အဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်တဏှာဤလုံးရင်တဏှာဤလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာများသွေးတဲ့အခါမှာကြောက်နေဒီလိုပုတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကဣယပုဂ္ဂိုလ်နဲ့ပုတ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်